ဒီဗီဒီယိုက Western Union application ကိုအသုံးပြုပြီးတော့ KPTech ကိုပတ်စံလွှဲရှင်တဲ့သူတွေမလွှဲတတ်တဲ့သူတွေအတွက်ပထမဆုံးအချိန် Western Union app ကိုသုံးပြီးပတ်စံလွှဲရမယ်ဆိုရင်လွှဲတဲ့ဟာတွေကိုရှင်းပြပေးထားတာဖြစ်ပါတယ်။စင်ဝင်စားတွေဆိုရင်အစွန်းနေပြအောင်ကြည့်လိုက်ပါ။ပထမဆုံးကျွန်တော်တို့ Western Union app ကိုဆိုင်းငင်ဝင်လိုက်မယ်။ပြီးတော့ဒီလိုပေါ်လာတဲ့အချိန်မှာဒီကိုလွှဲမဲ့နိုင်ငံနေရာမှာမြန်မာနိုင်ငံကိုရွေးပြီးတော့အောက်မှာငွေလိမ်မဲ့အမောက်မှာကိုလွှဲရှင်တဲ့အမောက်ကိုထည့်ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကတော့ rangi 100နဲ့ဆင်းပြီးတော့ပြထားတာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ကိုလွှဲတဲ့အမောက်ကိုထည့်လိုက်ပြီးဆိုရင်ဒီလိုမျိုးထည့်ပြီးတော့ပေါ်လာမယ်ဒါကတော့ဒီအောက်မှာပါတဲ့ပေါ်တော့ကိုရဲ့ငွေလက်ခံတဲ့သူကဘယ်လိုမျိုးပုံစံနဲ့လက်ခံမှာလဲဆိုတာကိုမေးထားတာဖြစ်တယ်ဘယ်အကောင့်နဲ့လက်ခံမလားငွေသားထုတ်ယူမလားဒါမှမဟုတ် KP နဲ့လက်ခံမလားဆိုပြီးတော့မေးထားတာဖြစ်တယ်ပြီးတော့အောက်မှာရှိတဲ့ how do you want to pay ဆိုတာကတော့ကိုကဒီလိုမျိုးဒီအခုလွှဲတဲ့ငွေကိုဘာနဲ့ရှိမှလဲပေါ့နော်ဒီဘိတ်ကနဲ့ရှိမလား e-wallet နဲ့ရှိမလားဒါမှမဟုတ်ဘယ်အကောင့်နဲ့ရှိမလားဆိုပြီးမေးထားတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီငွေလွှဲလက်ခံတဲ့သူကို KP နဲ့လက်ခံပြီးတော့ငွေလေးတာကတော့ကန်နဲ့လွှဲထားတာဖြစ်ပါတယ်ဒီလိုမျိုးပေါ်လာရင်ကျွန်တော်တို့ဒီ add a new receiver ကိုနေပြီးတော့ကိုရဲ့ receiver ရဲ့ information အသစ်တွေကိုထည့်ပေးရမှာဖြစ်ပါတယ်။ Negative အနေနဲ့ကတော့ကိုရဲ့ငွေလက်ခံမဲ့သူရဲ့နာမည်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကိုရဲ့ငွေလက်ခံမဲ့သူရဲ့ first name နဲ့ last name ကိုရိုက်ထည့်ပေးရင်ရပါပြီ။ဥပမာကိုကျော်ဆိုရင် first name မှာကို last name မှာကျော်ဆိုရင်ထည့်လို့ရပါပြီ။ပြီးတော့ negative အနေနဲ့ကိုရဲ့ငွေလက်ခံမဲ့သူရဲ့ email ကိုရိုက်ထည့်ပေးရမယ်။နံပါတ်3ကတော့ကိုယ့်ရဲ့ငွေလက်ခံမဲ့သူရဲ့ KP အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုမဲကကန်နဲ့ရိုက်ထည့်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။နံပါတ်4အနေနဲ့ကတော့ဒီ additional information ပေါ့နော်ကိုယ့်ရဲ့ငွေလက်ခံတဲ့သူရဲ့ additional information တွေကိုဖြည့်ပေးရမှာဖြစ်တယ်။ဒီမှာတစ်ခုကတော့ propose or transfer ဒီငွေလွှဲရရှိရဲ့ရည်ရွယ်ချက်ကိုမေးထားတာဖြစ်တယ်။ဒီကမိသားစုကိုထောက်ပံ့တာလားကိုယ့်ကိုငွေစုတာလားပေါ့နော်ဒါမှမဟုတ်လက်ဆောင်ပေးတာလားစသဖြင့်အများကြီးရွေးချယ်လို့ရပါတယ်ဒီနေရာမှာကျွန်တော်ကတော့ family support ဆိုပြီးတော့မိသားစုကိုထောက်ပံ့တယ်လို့ရွေးလိုက်ပါတယ်နောက်တစ်ခုကတော့ sort of fund ဒီငွေရရှိရဲ့အရင်းမြစ်ပေါ့နော်ဒီငွေကိုဘေကရတာလေဆိုပြီးတော့မေးထားတာဖြစ်တယ်ကိုကလာစာရတာလားစုငွေစုထားတာလားဒါမှမဟုတ်နောက်ထပ် investment တွေကနေဝင်လာတော့ဆိုပြီးမေးထားတာဖြစ်တယ်ဒီနေရာမှာကျွန်တော်ကတော့ salary ပေါ့နော်လာစာရတယ်ဆိုပြီးတော့ရွေးလိုက်ပါတယ်နောက်တစ်ခုကတော့ဒီ receiver နဲ့ကိုနဲ့ဘယ်လိုမျိုးပတ်သက်တာလဲဆိုပြီးမေးထားတာဖြစ်တယ် receiver ကိုရဲ့ကိုတန်လွှဲတာလားကိုရဲ့တငယ်ချင်းလားကိုရဲ့မိသားစုလားစသဖြင့်အများကြီးရွေးချယ်လို့ရပါတယ်ဒီနေရာမှာကျွန်တော်ကတော့ family ပေါ့နော်ကိုရဲ့မိသားစုဆိုပြီးတော့ရွေးချယ်လိုက်ပါတယ်ဒီလိုမျိုးအကုန်လုံးကိုရွေးချယ်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဟာအောက်က app လေးကိုနှိပ်လိုက်ပြီဆိုရင်ဒီကိုရဲ့ receiver ရဲ့ information additional information တွေကိုစုံလေးဖြည့်ပြီးတော့ပြီဖြစ်ပါတယ်အခုလိုမျိုးငွေလက်ခံမဲ့သူရဲ့အချက်အလက်တွေကိုစုံလင်ရိုက်ထည့်ပြီးတော့ပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့ကိုငွေပေးရှင်မဲ့ကဲရဲ့အချက်အလက်တွေကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကဲရဲ့အချက်အလက်တွေကတော့ကိုကဲမှာပါတဲ့နံပါတ်6ချောင်းလုံးကိုမကန်လေးရိုက်ထည့်ပေးရမှာဖြစ်တယ်ပြီးတော့ကိုကဲရဲ့တက်တန်းကုန်မဲ့လာနဲ့ခုနှစ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ကိုကဲရဲ့ CVV နံပါတ်အဲ့ဒီနံပါတ်ကတော့ကိုကဲနောက်ကျောမှာ CVV ဆိုပြီးစာလုံးအသေးလေးနဲ့ရေးထားတာရှိပါတယ်အဲ့ဒီနံပါတ်3လုံးကိုအဲ့ဒီ CVV နံပါတ်3လုံးကိုမကန်လေးရိုက်ထည့်ပေးဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဒီကဲရဲ့အချက်အလက်တွေအကုန်လုံးကိုမကန်လေးနဲ့ရိုက်ထည့်ပြီးတော့ပြီဆိုရင်အောက်က next ကိုနေပြီးတော့နောက်တစ်ဆင့်ကိုတွားရမှာဖြစ်ပါတယ်ဒီကဲရဲ့အချက်အလက်တွေကိုဖြည့်ပြီးတော့ပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ဒီလိုမျိုးငွေလွှဲတဲ့သူရဲ့ ID ကိုပေါ့နော် ID ကို verify လုပ်တာဖြစ်ပါတယ်ငွေလွှဲတဲ့သူရဲ့ ID ကတော့ဒီမှာပေးထားတာကတော့passport ကိုလုံးမလား PR ကိုလုံးမလားဆိုပြီးပေးထားတာဖြစ်တယ်ခုမှ PR ရှိရင် PR ကဲကိုတော့ PR မရှိဘူးဆိုရင် passport ရှိတယ်ဆိုရင် passport စာအုပ်ကိုစကင်ဖက်ပြီးတော့ upload တင်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကိုရဲ့ passport စာအုပ်ကိုအလင်းရောင်ကောင်းရတဲ့နေရာလေးတစ်ခုမှထားပြီးတော့ဖုန်းနဲ့စကင်ဖက်ပေးရမှာဖြစ်ပါတယ်ဒီလိုမျိုး passport ကိုစကင်ဖက်ပြီးတော့ပြီဆိုရင်
ကိုယ့်ရဲ့မျက်နှာကို selfie video လေးဆွဲပြီးတော့ unlock ထည့်တင်ပေးရမှာဖြစ်ပါတယ်ဒီလိုအချက်တွေအကုန်လုံးပြီးဆုံးတော့ပြီဆိုရင်ကျွန်တော်တို့ဟာငွေလွှဲဖို့ပဲကျန်တော့မှာဖြစ်ပါတယ်ဒီနေရာမှာပေါ်တဲ့ဟာကတော့ဒီငွေလွှဲတဲ့လုပ်ငန်းစဉ်ပေါ့နော်ဒါတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်ဒါကတော့ကိုရဲ့ချိတ်ဆက်ထားတဲ့ဘဏ်ကနေပတ်စံကိုနှုတ်ယူဖို့ကိုကဘဏ်ထိပ်ကိုဝင်ပြီးတော့ထောက်ခံအတည်ပြုပေးတာပေါ့နော် upload လုပ်ပေးတာဖြစ်ပါတယ်ဒီအချက်လက်တွေအကုန်လုံးအောင်မြင်တော့ပြီဆိုရင်ကျွန်တော်တို့ရဲ့ငွေလွှဲတဲ့လုပ်ငန်းစဉ်ကပြီးဆုံးတော့ပြီဖြစ်ပါတယ်ကိုစီကငွေလွှဲတာအောင်မြင်မြင်ပြီးဆုံးတော့ပြီဆိုရင်အပေါ်မှာ transfer stamp ဆိုတဲ့စာလုံးအစိမ်းလေးနဲ့ MCTN နဲ့ပဲစေလုံးပါတယ် bracelet တစ်ခုရရှိလာမှာဖြစ်ပါတယ်အခုလိုမျိုးငွေလွှဲတာအောင်မြင်တော့ပြီဆိုရင်ကိုရဲ့ငွေလက်ခံတဲ့သူစီကိုပဲပတ်စံရောက်မရောက်ကြံပါတော့တယ်ကျွန်တော်ဒီငွေလွှဲတဲ့အခါမှာတော့ဒီ Western ကငွေလွှဲပြီးစက္ကန့်ပိုင်းအကြာမှာပဲကိုရဲ့ KPay အကောင့်တွေကိုပတ်စံရောက်နေတာတွေ့ရပါတယ်ပတ်စံရောက်ကြောင်းလည်း note ဝင်လာပါတယ် KPay ရဲ့မှတ်တမ်းတင်မှာကတော့ပြေပလွှဲငွေဆိုပြီးပတ်စံဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ Western Union ကနေ KPay ထဲကိုအခုမှစပြီးလွှဲမယ်မိတ်ဆွေများအတွက်တစုံတရာအကျိုးရှိခဲ့မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe လုပ်ပြီးကိုယ့်ရဲ့မသိသေးတဲ့မိတ်ဆွေတွေသိရအောင်လေပြန်လေမျှဝေပေးခဲ့ဖို့မမေ့ကြပါနဲ့နော်နောက်ထပ်ဒီလိုမျိုး Western နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ပြဖို့ချစ်တဲ့တော်မို့စောင့်မျှော်ကြည့်ရှုအားပေးဖို့မမေ့ကြပါနဲ့နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် Goodbye